တေးပင်လိုမျိုးပဲစီလိုက်ပြီဆိုရင်ဆွဲလိုက်တဲ့အခါမှာဒီကောင်ကတေးပြီးတော့ခါကြတော့နှခမ်းနည်းနည်းတေးတော့တင်းတော့တဲ့အတွက်ကြောင့်နော်အဲ့တော့နော်ပြုံးလိုက်ပြီဆိုရင်ပေါ်နှခမ်းအပေါ်တက်သွားမယ်နော်သွားပေါ်အောင်ပြုံးမယ်ဆိုလို့ရှိရင်ပေါ်နှခမ်းအပေါ်တက်သွားမယ်ဒီမြင်းချောင်းရဲ့အပေါ်ရောက်သွားမယ်အဲ့တော့နော်နည်းနည်းခက်တင်းနေဒီလိုမျိုးမဟုတ်တော့ဘူးလေခက်တင်းနေဖြစ်တယ်နော်တင်းနေဖြစ်သွားမယ်ပုံမှန် site ထက်ကိုသူကနည်းနည်းအစကကျဲသွားမယ်နော်ပြုံးလိုက်တဲ့အတွက်ပြီးရင်အောက်ကအောင်နှခမ်းပုံနဲ့ပါးစပ်ဟပြီးတော့ပြုံးလိုက်တာနော်နောက်ပါးစပ်ဟပြုံးလိုက်တဲ့ကောင်မှာအနည်းငယ်ဆွဲလိုက်တယ်လို့ဖြစ်သွားတယ်နှခမ်းကလုံးမနေအိုလိုမျိုးကြီးပူးလေးဖြစ်မနေတော့မယ်နော်ဒီနေ့တင်းသွားတဲ့ပုံစံပေါ်လာမယ်ဒါကတော့သဘောတရားတွေကျွန်တော်တို့သိရမယ်နော်သဘောတရားတွေသိမှကိုရမယ်ဟုတ်ပြီနော်ပြင်ကျွန်တော်အပေါ်နှခမ်းကလည်းတင်းလေးဖြစ်နေခုနအပေါ်လိုမျိုးဖြစ်နေတော့မယ်နဲ့ခတ်တင်းပုံစံလိုမျိုးဖြစ်သွားမယ်ဒီအချိုင်လေးကလည်းတင်းတော့မယ်နော်အဲ့ထဲမှာကျွန်တော်ကဗာထည့်မယ်ရှည်သွားလာမယ်နော်မြင်ရတယ်ဆိုရင်တော့အောက်ကတော့အနည်းငယ်ပဲမြင်ရမှာနော်သွားရတယ်ဒီလိုပုံစံသွားတာပဲဟုတ်ပြီနော်ပထမဆုံးရှည်သွားပြီးရင်ပြီးသွားအသေးပေါ့နော်အတူ site ကတော့မတူဘူးပြီးရင်အဆွဲဘက်မှာလည်းအဆွဲအန်သွားနော်အဲ့ဒီခါမှာကျွန်တော်ကခုနပြောသလိုပဲဒီသွားတွေကိုချဲတဲ့ခါမှာဒီအတွင်းဘက်ကကောင်တွေကယဉ်ရမှာနိဒီအတွင်းဘက်ကကောင်တွေယဉ်နေမှာပဲဘာလို့ဆိုတော့ဟိုးအတွင်းတွေကိုရောက်နေတဲ့အတွက်ကြောင့်မလို့ထောင်းကတော့နင်းငယ်မဲလေးနဲ့ယဉ်နေမှာပဲနော်ဒီထဲမှာသွားပြုံးလိုက်တယ်ဆိုသွားကြီးအထဲထဲမှာအပြည့်ကြီးပေါ်နေတယ်ကတော့ငါလည်းတော့သွားစီးလိုက်တယ်ဆိုပါစက်ကြီးအပြည့်ပေါ်နေတာမဟုတ်ဒီဟာကသွားအန်ကဒီတိုင်းပဲရှိတယ်ကျွန်တော်စကားပြောရင်အပေါ်မေးရိုးအပေါ်ရိုးလောက်တာလားအောက်ရိုးလောက်တာလားစကားပြောရင်အောက်မေးရိုးပဲလောက်တာပေါ်ကတုတ်လို့ဒီဟာတစ်ခုပဲလောက်တာလေနော်ပြောရင်ခဏပြရပါလားစာမွေးစစ်နေနော်သူရဲ့ဒီဘက်ကနေလာတယ်ဖြည်းဖြည်းချင်းနဲ့ကျွန်တော်တုံးနေထည့်ပြီးတယ်ဟောတခါလေ site တူပဲเนาะအဲ့တော့ဒီ site အောက်သွားပို့သေးမှာပေါ့ အောက်သွားပို့သေးတယ်အပေါ်သွားတော့ကိုအောက်သွားပို့သေးတယ် site ကเนาะပြီးရင်တော့ဒီမှာအဲ့ဒီအရာပေးမှာပါလာလဲအဆွဲအောက်သွားရေးပေးမှာလဲအဆွဲတစ်ခုလာဒီကောင်ကတကယ်သွားလုံးဝညီတယ်မွေးကလေးကညီတယ်သူတေချာစနစ်ကထိုးရဲသူဆိုအဆွဲနှစ်ခုကဒီအဆွဲကြားထဲမှာအောက်သွားရဲ့အဆွဲကွက်တီဝင်တယ်ကျွန်တော်တော့မဝင်တော့လည်းတေချာမဆိုတော့စီကလည်းမတော့အစံကုန်လို့နော်ပြီးရင်ဒီဘက်ကိုပါလာလဲအန်သွားတယ်အပေါ်အန်ကအောက်အန်ကမဆိုအောက်အန်ကတွင်းနဲ့နည်းနည်းသေးတယ်နော်အကုန်လုံးညီပြီးတော့ဝါဖြစ်နေမှာဟုတ်အတွင်းနဲ့ဝင်သွားတယ်အောက်အန်ကတော့နော်အဲ့တော့ဒီမှာပါလာမယ်အန်သွားဟိုနောက်ကိုဝင်အောင်ဒီထဲမှာကျွန်တော်မြင်ရတယ်ရှာရှိနော်ဒါသွားရဲ့ပုံစံโอเคကျွန်တော်သွားကိုတုံးချင်တယ်ဒါနော်သွားကိုတုံးချင်မယ်ဆိုလို့ရှိရင်ဘယ်လိုချဲရမလဲကျွန်တော်ဒီဟာချဲလို့ချဲလို့ရှိရင်မဲကြီးတွေထွက်လာဒါပေမဲ့သွားကအဖြူဆိုပေမဲ့တုံးချဲတဲ့အခါမှာမဲတာတွေရှိတယ်အဲ့ဒါစီပြီးပါဇက်စီပြီးကြီးလိုက်တယ်အလင်းရန်ထိုးတယ်ဟိုးနောက်ထဲကိုရောက်နေကောင်ကဖြူတာတော့မှန်တယ်ဒီဒါပေမဲ့ share တို့တွေအရေးတွေကြာနေခါမှာသူကသွားအဖြူတိုင်းဖြစ်နေမှာမဖြစ်နေနိုင်နော်အဲ့တော့သူ့ကိုတုံးချဲမယ်ဆိုတာအဲ့ဘက်တွေကသွားရင်ပြန်နောက်တစ်ခုသွားတုံးချဲမယ်ဆိုကျွန်တော်တို့ဒေါင်းလိုက်ချဲမယ်ဒီလိုမျိုးသွားမှာကျွန်တော်သွားတိုက်တဲ့ပုံစံတော့မှာဒေါင်းလိုက်တိုက်ရတာလေသွားရဲ့အစင်းကြောင်းလိုက်တိုက်ရင်သွားပုတ်ပြောင်းမယ်ဆိုလို့အဲ့လိုနော်အဲ့တော့ကျွန်တော်ဒီမှာသွားကိုဖြည်းဖြည်းချင်းလေးပဲဖိုးပြီးတောင်းတယ်အရင်မဟုတ်ဒီသွားဆွဲတဲ့အခါမှာမြင်းချောင်းတွေကိုထင်းနေအောင်ဆိုရင်သွားကျဲတဲ့ပုံစံပေါက်သွားလိမ့်မယ်အဲ့မြင်းတွေကိုတုံးပုံစံမျိုးပြင်ဟိုဘက်ဒီဘက်နှစ်ဖက်လုံးပြေအောင်ဆွဲမယ်ဆိုရင်တော့သွားလေးရပို့ပြီးတော့လာလိမ့်မယ်နော်ဒီလောက်တုံးတော့ရှိမယ်သွားထဲမှာဟုတ်လားအဲ့လောက်တုံးမရှိနေဘူးဆိုလို့ရှိရင်ဒါသွားအရန်ဖြူဆွတ်ပြီးတော့နှက်ခမ်းနဲ့သွားနေမခေါ်ဘူးဖြစ်သွားတယ်တက်တက်ကြီးဖြစ်နေတယ်
နော်အဲ့လိုမျိုးပဲကြောင်းတယ်ဟုတ်လားပြီးတော့ပြောင်လက်တဲ့ပုံစံပေါ်တယ်တစ်ခါကျရင်သွားပြောင်လက်တဲ့ပုံစံလေးတွေမြင်ရမယ်ဒါပေမဲ့အများတိုင်းတော့မဟုတ်ဘူးပေါ့နော်တော့တုံးချိန်အဲ့လိုမျိုးတွေချိန်โอเคနော်